39ခုမြောက်သောစာလံလူဆိုးတို့အကြောင်းကြောင့်စိတ်မပူနှင့်မတရားသဖြင့်ပြုသောသူတို့ကိုမညှို့ဆိုနှင့်အကြောင်းမူကားသူတို့သည်မကြာမမြင့်မီမြက်ပင်ကဲ့သို့ရိတ်ချင်းကိုခံရ၍စိန်သောပြိုးပင်ညှိုးနွမ်းတကဲ့သို့ဖြစ်ရလိမ့်မည်ထာဝရဘုရားကိုခိုလုံ၍ကောင်းသောအကျင့်ကိုကျင့်လော့ပြည်တော်၌နေ၍သစ္စာတရားကိုကျက်စားလော့ထာဝရဘုရား၌အမှုလျော်ခြင်းရှိလော့တို့ပြုလျင်စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကိုပေးတော်မူမည်ကိုအမှုအရာကိုထာဝရဘုရား၌အပ်လော့ကိုတော်ကိုကိုးစားလော့တို့ပြုလျင်စီရင်တော်မူမည်တင်ဤဖြောင့်မတ်ခြင်းအကြောင်းကိုအလင်းကဲ့သို့၎င်းတရားသဖြင့်ပြုခြင်းအရာကိုမွန်းတဲ့ရောင်ချီကဲ့သို့၎င်းဖော်ပြတော်မူမည်ထာဝရဘုရားရှေ့မှငြိမ်ဝတ်စွာနေ၍ကိုတော်ကိုငဲ့လင့်လော့မိမိအမှု၌အောင်တတ်သောသူမကောင်းသောကြံစီတို့ကိုပြီးစီးစေသောသူ၏အကြောင်းကြောင့်စိတ်မပူနှင့်အမျက်မထွက်စေနှင့်ဒေါသစိတ်ကိုစွန့်ပယ်လော့ပြစ်မှားခြင်းဟာတိုက်တွန်းတတ်သောစိတ်မရှိစေနှင့်ပြစ်မှားသောသူတို့သည်ဘယ်ရှင်းခြင်းကိုခံရလိမ့်မည်ထာဝရဘုရားကိုမျှော်လင့်သောသူတို့မူကားပြည်တော်ကိုအမွေခံရကြလိမ့်မည်ခဏကြာပြီးမှမတရားသောသူသည်မရှိရသူ၏နေရာကိုစစ်စစ်ရှာ၍မတွေ့ရစိတ်နှိချသောသူတို့မူကားပြည်တော်ကိုအမွေခံ၍များပြားသောညီတဲ့ခြင်း၌မှုလျော်ကြလိမ့်မည်မတရားသောသူသည်ဖြောင့်မတ်သောသူတစ်ဖက်၌ကြံစီ၍အံသွားခဲကြိတ်တတ်၏သို့တော်လည်းသူ၏နေရဲ့အချိန်ရောက်မည်ကိုဘုရားရှင်သိမြင်၍သူ့ကိုပြုံးရတော်မူ၏မတရားသောသူတို့သည်ဆင်းရဲငတ်မတ်သောသူတို့ကိုလှဲချခြင်းဟာ၎င်းဖြောင့်မတ်စွာကျင့်သောသူတို့ကိုတတ်ခြင်းဟာ၎င်းဓာကိုထုတ်လျက်လေးကိုတင်လျက်နေတတ်ကြ၏သို့တော်လည်းသူတို့တားသည်သူတို့နှလုံးထဲသို့ဝင်လိမ့်မည်သူတို့လေးတို့သည်လည်းကြိုးကြလိမ့်မည်ဖြောင့်မတ်သောသူ၌နေသောဥစ္စာသည်မတရားသောသူကြီးတို့၌ကျွယ်ဝသောဥစ္စာထက်သာ၍ကျေးဇူးရှိ၏အကြောင်းမူကားမတရားသောသူ၏လက်ယုံသည်ကြိုးရလိမ့်မည်ဖြောင့်မတ်သောသူကိုကားထာဝရဘုရားမဆတော်မူ၏ဖြောင့်မတ်သောသူ၏နေရကာလကိုထာဝရဘုရားတိမှတ်တော်မူ၍သူတို့၏အမွေဥစ္စာသည်အစဉ်အမြဲတည်လိမ့်မည်သူတို့သည်ခဲရင်သောကာလ၌မျက်နှာမပြတ်အစာခေါင်းပါသည့်ကာလ၌ဝါစွာစားရကြ၏မတရားသောသူတို့မူကားပျက်စီးခြင်းသို့ရောက်ရကြမည်ထာဝရဘုရား၏ရန်သူတို့သည်ကျက်စားရာရရ၏အတည်ကဲ့သို့၎င်းမိခိုးဖြစ်လျက်ကွယ်ပြောက်ကြလိမ့်မည်မတရားသောသူသည်ချင်းဟား၍မဆက်ဘဲနေတတ်၏ဖြောင့်မတ်သောသူမူကားတနာသောစိတ်ရှိ၍ပေးတတ်၏ကောင်းကြီးပေးတော်မူခြင်းကိုခံရသောသူသည်ပြည်တော်ကိုအမွေခံရလိမ့်မည်ကျိန်တော်မူခြင်းကိုခံရသောသူမူကားပယ်ရှင်းခြင်းသို့ရောက်ရလိမ့်မည်ကောင်းသောသူ၏ခြေရာတို့ကိုထာဝရဘုရားသည်ပဲ့ပြင်၍သူသွားရာလမ်းကိုနှစ်သက်တော်မူ၏ထိုသူသည်လဲတော်လဲဆုံးရာသို့မရောက်ရအကြောင်းမူကားထာဝရဘုရားသည်သူ၏လက်ကိုကင်မတော်မူ၏ဖြောင့်မတ်သောသူသည်စွန့်ပစ်ခြင်းကိုခံရသည့်အကြောင်းသူ၏သားမြေတို့သည်တောင်း၍စားရသည့်အကြောင်းကိုငါသည်အသက်ပြိုသည့်ကာလမှစ၍အိုသည်တိုင်အောင်မမြင်စဖူးသူသည်အစဉ်တနာသောစိတ်ရှိသည်နှင့်သူတို့ဘာတို့အားချင်းငှားတတ်သည်ဖြစ်၍သူ၏သားမြေတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြ၏သူစရိုက်ကိုလွှဲရှောင်၍သူစရိုက်ကိုပြုလောသူပြုလျင်အစဉ်အမြဲနေရလိမ့်မည်ထာဝရဘုရားသည်တရားကိုနှစ်သက်တော်မူ၏မိမိတတ်ရှင်းသူတို့ကိုလည်းဆွတ်ပစ်တော်မမူသူတို့သည်စောင့်မတော်မူခြင်းကိုအစဉ်အမြဲခံရကြလိမ့်မည်မတရားသောသူ၏သားမြေတို့မူကားပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်ဖြောင့်မတ်သောသူတို့သည်ပြည်တော်ကိုအမွေခံရ၏အစဉ်အမြဲနေရကြလိမ့်မည်ဖြောင့်မတ်သောသူ၏ရှာသည်ပညာကိုမွတ်ဆိုတတ်၏သူ၏ရှာသည်လည်းတရားသောစကားကိုပြောဆိုတတ်၏ထာဝရဘုရား၏တရားတော်သည်သူ၏စိတ်နှလုံးထဲမှတည်သည်ဖြစ်၍သူသွားသောအခါမချော်မလဲရမတရားသောသူသည်ဖြောင့်မတ်သောသူကိုချောင်းမြောင်း၍တတ်ခြင်းဟာရှာကြံတတ်၏သို့တော်လည်းထာဝရဘုရားသည်ထိုသူ၏လက်၌ဖြောင့်မတ်သောသူကိုဆွတ်ပစ်တော်မူမည်မဟုတ်အစစ်ခံရသောအခါအပြစ်စီရင်တော်မူမည်မဟုတ်ထာဝရဘုရားကိုမျှော်လင့်၍လမ်းတော်ကိုရှောက်သွားလော့ပြည်တော်ကိုအမွေခံရသောအခွင့်နှင့်ချီးမြှောက်တော်မူမည်မတရားသောသူတို့ဆုံးရှုံးခြင်းကိုသင်သည်ကြည်မြင်ရလိမ့်မည်မတရားသောသူသည်အဆိုးတရားပြု၍
ပေါက်ရင်းအယက်မှကြီးပွားသောတစ်ပင်လန်းလန်းရှိတဲ့ကဲ့သို့ကိုပြန့်ပွားစေသည်ကိုငါမြင်ရတော့လဲနောက်တဖန်သူသည်ရွှေ့သွားကွယ်ပြောက်၏သူကိုလည်းငါရှာ၍မတွေ့ရစုံလင်ခြင်းတရားကိုစောက်ရှောက်လော့ဖြောင့်မတ်ခြင်းတရားကိုကြည့်ရှုဆင်ခြင်လော့ထို့သို့ပြုသောသူသည်အဆုံး၌ငြိမ်သက်ခြင်းကိုခံစားရလိမ့်မည်ပြစ်မှားသောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့ရောက်၍မတရားသောသူတို့သည်အဆုံး၌ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်ဖြောင့်မတ်သောသူတို့၏ကေရင်ခြင်းအမှုကိုထာဝရဘုရားစီရင်တော်မူ၏ပေးရောက်သည့်ကာလ၌သူတို့ခိုလုံရာဖြစ်တော်မူ၏ထာဝရဘုရားသည်သူတို့ကိုမဆကေရင်တော်မူမည်ယုံကြည်ခိုလုံသောကြောင့်မတရားသောသူတို့လက်မှနှုတ်ယူကေရင်တော်မူမည်